Superstar တိုက်စစ်မှုတယောက်မပါတာနဲ့အသင်းရဲ့နိုင်ပွဲရာခိုင်နှုန်းက86ရာခိုင်နှုန်းကနေ29ရာခိုင်နှုန်းအထိထိုးကျသွားတယ်ဆိုရင်မိတ်ဆွေယုံမလားဗျပြင်သစ်ဘရာဇီးအာဂျင်တီးနားစပိန်အင်္ဂလန်နဲ့နော်ဝေဒီအသင်းကြီးတွေထဲမှာသူတို့ရဲ့ကျယ်ဝန်းကစားသမားတွေမပါရင်အသက်မရှိတဲ့လူတွေလိုဖြစ်သွားမဲ့အသင်းကဘယ်အသင်းဖြစ်မလဲ ESPN ရဲ့2020နောက်ပိုင်းကိန်းဂဏန်းအချက်လက်တွေရပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျ Entertainment My Sport ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပထမဆုံးအနေနဲ့ပြိုင်ပွဲမှာ6ဂိုးနဲ့အပြတ်သက်ဦးဆောင်နေတဲ့လီယိုနယ်မက်ဆီရဲ့အာဂျင်တီးနားကိုကြည့်ရအောင်ပါကမ္ဘာ့ဗလာ9ပွဲဆက်တိုက်ဂိုးသွင်းထားတဲ့မက်ဆီဟာ2020နောက်ပိုင်းအာဂျင်တီးနားအတွက်ပွဲပေါင်း30ကစားပေးပြီး25ဂိုးသွင်းထားပါတယ်ဒါကအသင်းရဲ့သွင်းဂိုးစုစုပေါင်းရဲ့29ရာခိုင်နှုန်းပါဒါပေမဲ့အန်အောစရာကောင်းတာကမက်ဆီပါဝင်တဲ့ပွဲမှာအာဂျင်တီးနားရဲ့နိုင်ပွဲရာခိုင်နှုန်းက83ရာခိုင်နှုန်းရှိသလိုမက်ဆီမပါဝင်တဲ့ပွဲတွေမှာလည်းအာဂျင်တီးနားက83ရာခိုင်နှုန်းအထိနိုင်ပွဲဆက်ရနေတာကြောင့်မက်ဆီမပါလဲအာဂျင်တီးနားကအားကောင်းနေစေဖြစ်ပါတယ်အဲဆိုပေါ်တူဂီရဲ့ခရစ္စတီယာနိုရိုနယ်ဒိုကရောဘယ်လိုလဲရိုနယ်ဒိုက2020နောက်ပိုင်းပွဲပေါင်း35ပွဲမှာ28ဂိုးသွင်းထားပြီးအသင်းရဲ့သွင်းဂိုးစုစုပေါင်း25ရာခိုင်နှုန်းကိုတာဝန်ယူထားတာဖြစ်ပါတယ်ကိန်းဂဏန်းတွေရသူပါရင်ပေါ်တူဂီရဲ့နိုင်ပွဲရာခိုင်နှုန်းက69ရာခိုင်နှုန်းရှိပြီးသူမပါရင်63ရာခိုင်နှုန်းရှိတာမို့ရိုနယ်ဒိုမပါလဲပေါ်တူဂီတိုက်စစ်ကတိတ်ပြီးတုံလုံးမသွားတာတွေ့ရပါတယ်အသင်းရဲ့85ရာခိုင်နှုန်းကိုအခြားသူတွေကသွင်းထားတာဖြစ်ပါတယ်စပိန်ရဲ့ဆက်ရှင်နဲ့ရွယ်ပါရမီရှင်လေးလမိုင်းရမယ်ဆိုရင်သူမပါတဲ့ပွဲတွေမှာစပိန်ရဲ့နိုင်ပွဲရာခိုင်နှုန်း85ရာခိုင်နှုန်းကသူပါတဲ့ပွဲရာခိုင်နှုန်း81ရာခိုင်နှုန်းထက်တောင်ပိုများနေပါသေးတယ်ဘရာဇီးရဲ့ဗီနစ်ရှက်ဂျူနီယာကတော့လက်ရွေးစင်အသင်းမှာရုန်းကန်နေရဆဲဖြစ်ပြီးဘရာဇီးအသင်းကဗီနစ်ရှက်ပါဝင်တဲ့ပွဲတွေမှာနိုင်ပွဲရာခိုင်နှုန်း44ရာခိုင်နှုန်းရှိပေမဲ့ဗီနစ်ရှက်မပါရင်တော့63ရာခိုင်နှုန်းအထိနိုင်ပွဲရထားတာမို့ဘရာဇီးအသင်းကဗီနစ်ရှက်ပေါ်မှာမိခိုမှုအားနေတာကိုတွေ့ရပါတယ်ကဲအခုဆိုရင်အသင်းပေါ်တက်ရောက်မှုအကြီးဆုံးဖြစ်တဲ့ထိပ်တန်းတိုက်စစ်မှုကြီးတွေစီရောက်လာပါပြီပြင်သစ်အသင်းရဲ့ကီလီယန်အမ်ဘက်ပေကိုကြည့်အောင်ပါအမ်ဘက်ပေက2020နောက်ပိုင်းပြင်သစ်အတွက်24ဂိုးသွင်း18ကြိမ်ဖန်တီးပေးထားပါတယ်သူမပါရင်ပြင်သစ်ရဲ့နိုင်ပွဲရာခိုင်နှုန်းက50ရာခိုင်နှုန်းတဝက်ပဲရှိပေမဲ့သူပါလာရင်တော့81ရာခိုင်နှုန်းထိခုန်တက်သွားပါတယ်အမ်ဘက်ပေပါဝင်ခြင်းရှိမရှိကပြင်သစ်တိုက်စစ်ကို3ဆလောက်ပုံမထက်မြက်စေတာဖြစ်ပါတယ်ဒါနဲ့မကသေးပါဘူးအင်္ဂလန်အသင်းရဲ့ခေါင်းဆောင်ဟယ်ရီကိန်းကတော့ပိုဆိုးပါတယ်ဟယ်ရီကိန်းက2020နောက်ပိုင်းအင်္ဂလန်ရဲ့သွင်းဂိုးစုစုပေါင်းရဲ့32ရာခိုင်နှုန်းဖြစ်တဲ့29ဂိုးအထိသွင်းယူပေးထားပါတယ်နီးပြတူရှယ်ရဲ့အင်္ဂလန်အသင်းကဟယ်ရီကိန်းမပါဝင်တဲ့ပွဲတွေမှာနိုင်ပွဲရာခိုင်နှုန်း29ရာခိုင်နှုန်းပဲရှိပြီးသူပါဝင်ကစားတဲ့ပွဲတွေမှာတော့86ရာခိုင်နှုန်းအထိအပြတ်သက်မြင့်တက်သွားတာမို့ဟယ်ရီကိန်းကအင်္ဂလန်အတွက်မရှိမဖြစ်ဖြစ်ပါတယ်ဒါပေမဲ့အင်္ဂလန်ကဟယ်ရီကိန်းထက်တောင်အသင်းကိုတယောက်တည်းကြောပိုးထားရတဲ့နံပါတ်1အမိခိုခံရဆုံးစူပါစတာကတော့နော်ဝေအသင်းရဲ့အာလင်းဟာလန်ပဲဖြစ်ပါတယ်ရိုးရိုးလေးပြောရရင်နော်ဝေအသင်းကဟာလန်မပါရင်အစိတ်မရှိတဲ့မွေလို့တောင်ဆိုနိုင်ပါတယ်ဟာလန်က2020နောက်ပိုင်းနော်ဝေအသင်းအတွက်29ပွဲကစားပေးထားရမှာ38ဂိုးထိသွင်းယူပေးထားတာဖြစ်ပါတယ်ဒါကနော်ဝေအသင်းစုစုပေါင်းသွင်းဂိုးရဲ့40ရာခိုင်နှုန်းတောင်ရှိလာပါတယ်နော်ဝေအသင်းကဟာလန်ပါဝင်တဲ့ပွဲတွေမှာ69ရာခိုင်နှုန်းထိနိုင်ပွဲရထားပေမဲ့ဟာလန်သာမပါဝင်နိုင်တော့ရင်တော့နိုင်ပွဲရာခိုင်နှုန်းက25ရာခိုင်နှုန်းပဲရှိတော့ပါတယ်ပြီးခဲ့တဲ့ဘက်ကပြင်သစ်ကို4ဂိုးတကိုးနဲ့ရှုံးတဲ့ပွဲမှာလဲဟာလန်မပါလို့နော်ဝေရဲ့တိုက်စစ်ကအသွားမရှိအစွဲမရှိဖြစ်ခဲ့ရတာအားလုံးအသိပါပဲဒါကြောင့်ကိန်းဂဏန်းတွေရဒီကမ္ဘာဗလာမှာမိမိအသင်းရဲ့အမိခိုခံရဆုံးစူပါစတာကတော့အာလင်းဟာလန်ပဲဖြစ်ပါတယ်ပရိသတ်တွေအနေနဲ့ရောဘယ်လိုထင်ကြလဲဟာလန်သာဒဏ်ရာမရပဲကြခိုင်နေရင်နော်ဝေအသင်းဒီကမ္ဘာဗလာမှာဘယ်လောက်ထိခရီးပေါက်မလဲဆိုတာကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး